အုံးကက်စီလုတ်တဲ့နီးပါရှင်လုတ်တဲ့နီးကလွယ်တယ်ပါဝင်တဲ့ပစ္စည်းတွေကလည်းနည်းတယ်အချိုးစားမှန်မှုရဲ့ကြိုတဲ့အချိန်လေးနည်းနည်းတိကျဖို့ရဲ့အဲ့ဒါပဲအရေးကြီးပါတယ်အရေးကြီးဆုံးပါဝင်ပစ္စည်းကတော့ corn syrup ဖြစ်ပါတယ် maltose ကိုလည်းသုံးလို့ရတယ်မမီးရဒီမှာ corn syrup ကိုပဲသုံးထားပါတယ်တခြားနေရာမှာအုံးသီးကထုတ်တဲ့တခြားအညိုကိုသုံးထားတဲ့ brown sugar ကိုသုံးလဲရပါတယ်အုံးကက်စီနဲ့တွဲစားဖို့အတွက်နှမ်းလှော်ရဲမြေပဲလှော်ရဲဒါဆိုရင်လုံလောက်ပြီဒါပေမဲ့မမီးရဒီမှာ pistachio ထည့်ထားတယ်ကျူမဲ့ဦးထဲမှာ corn syrup ကို50 gram ထည့်ပါတယ်စားလေးနည်းနည်းထည့်ပါမယ်ပြီးတော့အုံးသီးနဲ့လှုပ်ထားတဲ့တကြားထည့်ပါတယ်အဲ့တကြားအချူနည်းနည်းပေါ်တယ်နော်ပြီးရင်မီးဖို့ပေါ်တင်မယ်ထည့်ထားတဲ့ပစ္စည်းတွေအကုန်လုံးသမသွားအောင်မှွေပေးပါမယ်မီးကိုတော့အမြင့်ဆုံးမှာထားပြီးဖွင့်ထားပါတယ်အဲ့တော့အိုးကပူလာပြီးဆိုလို့ရှိရင်တကြားလေးတွေစပြီးပွဲစားပြုပြီးအားလုံးကိုသမသွားအောင်မှွေပေးနေမယ်ကြိုတဲ့ချိန်ကတိတ်မကြဘူးအလွန်ဆုံးစက္ကန့်50သို့မဟုတ်1မိနစ်အလွန်ဆုံးပဲကြာပါလိမ့်မယ်အငွေ့တွေတအားထလာပြီးတော့ရင်ငွေ့ပြန်သွားအောင်ခဏလေးစောင့်နေဒီမှာအပြစ်အကျဲကအခုဆိုရင်ကျဲကျဲကြီးလို့ပဲထင်ရတယ်ဒါပေမဲ့ဒီအနီမှာပဲချပါတယ်အုံးကက်စီကိုချလို့ရပြီဆိုတော့ပထမနေ့ကအသင့်လုပ်ထားတဲ့ဟာလေးနဲ့သွားပြီးရောလိုက်မယ်နော်အဲ့တော့မမီလှုပ်ရှားနေတာလေ2ရက်3ရက်လောက်ရှိပြီစားလို့လည်းကောင်းတယ်နေ့တိုင်းလည်းစားတယ်အဲ့တော့အဲ့ဒါကြောင့်မလို့အခုနောက်ဆုံးလုပ်တဲ့ခါမှာ50 gram ပဲလုပ်တော့တာဒီ corn syrup ကသူ့ရဲ့အစကိုတိုးသွားလို့ရတယ်2ယောက်စားမယ်ဆိုရင်100 gram ထည့်3ယောက်စားမယ်ဆိုလို့ရှိရင်150 gram ပြီးတော့တခြားကလည်းသူ့အချိုးတိုင်းတိုးသွားပါတော့ကဲတော့အားလုံးပြီးသွားပြီဆိုလို့ရှိရင်နှမ်းလော်ရဲမြေပဲလော်ရဲနောက် pistachio ရဲအဲ့ဒါလေးတွေဖြူပေးလိုက်တယ်လက်နဲ့နည်းနည်းဖိပြီးတော့တိတ်ပေးရတယ်အေးသွားတဲ့အခါကျတော့မှအခုလိုဆေးဆေးတွဲလေးဖြစ်လာတယ်အဲ့တော့မှဝါတုလေးပေါ်မှာပတ်ယူပြီးတော့ကိုလူကျင်တလောက်ပေါ့နော်ပမာဏပတ်ယူပြီးသုံးဆောင်လို့ရပါပြီရှင်ဒီကက်စီနဲ့လုတ်တဲ့နေလေးကလေမပြီးတက်ချင်နေတာကြားလာပြီသူများနေတွေလိုက်ရှာတာလည်းမတွေ့ဘူးအဲ့ဒါနဲ့ကိုဘတာကိုမှန်းတုပ်ရမ်းတုပ်ပြီးတော့လှုပ်ထည့်လိုက်တာ3ခါမြောက်မှာအလွန်အဆင်ပြေသွားတယ်အဲ့တော့ तू ကစားလို့လည်းအလွန်ကောင်းပါတယ်မရက်တန်းစားချင်နေတယ်ဒါပေမဲ့ကျန်းမာရေးအတွက်မကောင်းပါဘူးနော်